ငယ်ရွယ်ပေမဲ့ပါးနဲ့ပြီးဆန်းရှိလွန်းတဲ့အတွက်အခုအောင်မြင်တာထက်နောက်ပိုင်းတွေမှာပိုပြီးအောင်မြင်မှာပါလို့တင်ကြေးပေးခံနေရတဲ့အောင်စပူကဲပရိသတ်ကြီးတို့ရေလူတယောက်အောင်မြင်ပြီဆိုရင်ဘာကြောင့်အောင်မြင်ရလဲဆိုတဲ့အကြောင်းရင်းကိုအလို့ရရှာဖွေကြတဲ့လူတွေဖို့တော့အသက်ငယ်ရွယ်နဲ့ဇက်ကပြီးအောင်မြင်နေတဲ့အောင်စပူကလည်းတယောက်ပါဝင်ဖြစ်ပါတယ်သူ့အနေနဲ့ကတော့မိသားစုကိုလှုပ်ကြွေးနိုင်မှုအတွက်ဝါသနာပါရာဇက်သပင်လောကတွေကိုဝင်လာခဲ့ပေမဲ့လည်းဒီလောက်ထိအောင်မြင်ပြီးတော့လူတီများလိမ့်မယ်လို့မထင်ထားခဲ့တဲ့သူတယောက်ဖြစ်ပါတယ်အမြဲတမ်းလိုအပြုံးချူချူနဲ့တနေ့တာပေမန်းမှုတွေပျောက်ကင်းသွားအောင်လုပ်ပေးနိုင်တဲ့အောင်စပူဟာဆိုရင်ပရိသတ်တွေလာကြည့်တဲ့အခါမှာလဲသူ့တာဝန်အရကပြဖြောပြနေတာမျိုးမဟုတ်ပဲအောက်မှာကြည့်နေကြတဲ့ပွဲကြည့်ပရိသတ်တွေကိုလည်းသူနဲ့အတူလိုက်ပါလာအောင်ဆွဲခေါ်နိုင်တဲ့သူဖြစ်ပါတယ်။အဲ့ဒါအပြင်ဘလို့ပရိသတ်ကိုပဲဖြစ်ဖြစ်လူကြီးလူငယ်ကအစာစင်းရဲချမ်းသာမခွဲကြပဲမိသားစုလိုမျိုးနွေနေထွေပေါင်းသိတဲ့သူဖြစ်တာကြောင့်အောင်စပူအောင်မြင်ရတယ်ဆိုတာမဆန်းပါဘူးဆိုပြီးတော့ပြောနေကြတာပါအောင်စပူအနေနဲ့ကတော့ဇက်တပင်မှာအောင်မြင်ခွင့်ရတာကိုဝမ်းသာပီတိဖြစ်နေခဲ့သလိုသူ့ရဲ့ဆန်းကလည်းစီနီယာဇမင်းသားတွေဖြစ်ကြတဲ့ဖိုးချစ်တို့စန်းစာနီတို့ထက်တောင်ပိုပြီးအားကောင်းနေတဲ့အတွက်မြန်မာပြည်အထက်ပိုင်းမှာတွေမကရန်ကုန်မြို့မှာပါလူတီများလာခဲ့ပြီးအောင်စပူပွဲဆိုတာနဲ့ကြိတ်တိုးရတဲ့အထိအောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်ပရိသတ်တွေကလည်းအောင်စပူပွဲကြည့်ရဖို့ဖျားတစ်ချက်ကို9000ပေးဝယ်ရလဲရတယ်ဆိုပြီးတော့အားပေးနေခဲ့တာကြောင့်ပရိသတ်ကြီးတို့လည်းအောင်စပူကိုဘယ်လိုအချက်တွေကြောင့်သဘောကျရလဲဆိုတာပြောပြသွားကြပါအောင်ရှင်